နော်ဒီတစ်ခါကတော့ဒီအလုပ်မှာဆက်လုပ်တင်သေးလားထွက်တင်လားစဉ်းစားနေသူများအတွက် reading လေးတစ်ခုကိုလုပ်ပေးပါမယ်ဒါတော့က3ကနဲ့လုပ်ပေးပါမယ်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်တော့ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကက်ကလေးကတော့အခုလောလောဆယ်မှာဆိုရင်တဲ့တင့်ရဲ့စိတ်အခြေအနေကတော်တော်လေးပင်ပန်းနေတာကိုပြနေပါတယ်နော်အလုံးမှာတစ်ခုခုအမှားအယွင်းဖြစ်ခဲ့တာဒါမှမဟုတ်ခုမျောလင်းတဲ့လောက်ပေါ့နော်အတိအမှန်မပြုတ်ခံရတာတွေကြောင့်ငါဒီမှာဆက်နေရင်ရောဘာထူးမှလဲဆိုတဲ့စိတ်ပြတ်မှုတွေကကြီးစိုးနေတာကိုတွေ့ရပါတယ်နော်ဝမ်းနဲ့စရာတွေကိုပဲအာယုံစိုက်နေပြီးတော့မှဘေးမှာရှိနေတဲ့အခွင့်အလမ်းကောင်းတွေကိုမမြင်နိုင်ဘူးဖြစ်နေတယ်နော်ပုံထဲမှာပြထားသလိုပဲအရှိမကျသွားတယ်လဲသွားတဲ့ခွက်ကလေးကိုပဲငေးကြည့်မနေပါနဲ့အနောက်မှာမလဲသေးတဲ့ခွက်ကလေးတွေရှိပါတယ်ဒါကအခွင့်အလမ်းကောင်းတွေတင့်ရှိမှာရှိပါသေးတယ်လို့ကက်ကလေးကပြောနေပါတယ်နော်ကက်နံပါတ်2လေးကတော့ဒီကက်ကလေးကကြတော့တင့်ကိုဒီအလုံးမှာဆက်ပြီးတော့မှဆွဲထားတာကပျော်ရွှင်မှုမဟုတ်ဘဲနဲ့ကြောက်စိတ်နဲ့အနောင်အဖွဲတွေဖြစ်နေတယ်ဆိုတာကိုကက်ကလေးကပြနေပါတယ်နော်အလုတ်ထွက်လိုက်ရင်ပတ်စံအခက်ခဲဖြစ်သွားမလားတခြားတနေရာမှာရောငါအဆင်ပြေပါမလားဆိုရင်စိုးရိမ်စိတ်တွေကတင့်ကိုအကျဉ်းချထားတယ်လို့ခံစားနေရတယ်ဆိုတာကက်ကလေးကပြနေပါတယ်ဒါကြောင့်မို့အစိမ့်တောက်ဖြစ်မှန်းသိပေမဲ့ရုံးမထွက်နိုင်ဘဲနဲ့တန်တရားလေနေရဒီအလုတ်ထဲမှာတန်တရားလေနေတဲ့အခြေအနေမျိုးလေးရှိနေတယ်ဆိုတာကိုကက်ကလေးကပြနေပါတယ်ရှင်ကက်နံပါတ်3လေးကတော့ဒီအခြေအနေကနေပြီးတော့မှလွတ်မြောက်ဖို့ဆိုရင်ပေါ့နော်ခံစားချက်ထက်အုံနောက်ကိုရှည်တန်းတင်ဖို့လိုပါတယ်လို့ကက်ကလေးကပြောနေပါတယ်အားနာနေတာတွေတွန်းဆုံနေတာတွေကိုဘေးဖယ်ထားပြီးတော့မှဒီအလုပ်မှာဆက်လုပ်နေရင်တစ်အတွက်အလားလာရှိလားဆိုတာကိုအေးအေးဆေးဆေးဆုံးဖြတ်ပါအေးအေးဆေးဆေးစဉ်းစားပါလို့ကက်ကလေးကပြောနေပါတယ်တကယ်လို့ရှေ့ဆက်ဖို့အခွင့်အလမ်းမရှိတော့ဘူးဆိုရင်ဒီကက်ထဲရလိုမျိုးပဲကွင်းအော်ဆွတ်လိုမျိုးပဲပေါ့နော်ဓာတ်နဲ့ခုတ်တယ်လို့မျိုးပြက်ပြက်သားသားဆုံးဖြတ်ချက်ချပြီးတော့မှလမ်းတစ်ဖောက်ဖို့ကိုစကြဝဠာတိုက်တိုးနေပါတယ်ဆိုတာကိုကက်ကလေးကပြောနေပါတယ်နော်ဒါကြောင့်မို့နောက်ဆုံးအနေနဲ့တတိပေးပြီးတော့မှအကြံပေးဆူတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးအလောက်အကိုင်နဲ့ပတ်သက်ပြီးတော့မှတွေ့ဝေရခဏရာတွေတောကတွေကနေပြီးတော့မှအမြန်ဆုံးလွတ်မြောက်ပါစေတင့်ရဲ့အရေးအချင်းနဲ့ထိုက်တန်တဲ့နေရာကောင်းအလောက်ကောင်းတွေကတင့်ကိုကြိုးစိုးနေပါစေမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုရေးရေးဝုန်းဝန်းချနိုင်တဲ့စိတ်ခွန်အားတွေရရှိပြီးတော့အောင်မြင်မှုလမ်းစာတွေပွင့်လန်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်